သမရမြန်မာနိုင်ငံတော်သမရယုံသည်အမိန့်အမှတ်51မြင်းဆောင်2026အား1388ခုနှစ်ကစုံလာဆန်း15ရက်2026ခုနှစ်ဧပြီလ30ရက်ဒီကနေ့ရက်စွဲဖြင့်ထုတ်ပြန်ပါသည်အဲ့ဒီအမိန့်အပြည့်အစုံမှာပြစ်ဒဏ်လွန်ငင်းခွင့်အမိန့်ပြည်တော်စုသမရမြန်မာနိုင်ငံတော်သမရသည်1388ခုနှစ်ကစုံလာပြည်နေ့မှာကြာရောက်သည့်ကစုံလာပြည်ဗုဒ္ဓနေ့အထိမ်းအမှတ်အားဖြင့်၎င်းပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေနှင့်လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအဖြစ်၎င်းနိုင်ငံတော်တည်ဆောက်ရေးတွင်ပါဝင်နိုင်စေရန်အတွက်၎င်းအကျဉ်းထောင်အချုပ်ထောင်စခန်းအသီးသီးမှာပြစ်ဒဏ်ကြခံလျက်ရှိတဲ့အကျဉ်းသားအကျဉ်းသူ1508ဦးကိုရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်401ပုံမှန်ခွဲ1အရာနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက၎င်းပြစ်ဒဏ်အပြင်ယခုကြခံရန်ကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြခံပါမည်ဟုသောစီကံသတ်မှတ်ချက်ဖြင့်ရင်းတို့ကြခံရန်ကြံရှိသောပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ပြစ်ဒဏ်လွန်ငင်းခွင့်ပြုလိုက်သည်ပုံမင်းအွန်လိုင်းနိုင်ငံတော်သမ္မတပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူ၍ဖော်ပြပါရှိပါရခင်ဗျာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတသည်1388ခုနှစ်ကစုံလပြည့်နေ့မှာကြာရောက်တဲ့ကစုံလပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အားဖြင့်၎င်းလူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်၎င်းနိုင်ငံတော်ကမေတ္တာစေတနာထားသောအားဖြင့်၎င်းနေပြည်တော်အကျဉ်းထံမှပြည်ထံကြခံလျက်ရှိတဲ့ဒေါ်အောင်ဆန်းစုကြည်အားရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်941ပုံမှန်ခွဲ1အရာ၎င်းကြခံရန်ကြံရှိတဲ့ပြည်ထံများကိုတတ်မှတ်ထားတဲ့နေအိမ်မှာဆက်လက်ကြခံစေရန်ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်းသိရှိရပါတယ်ရှင်အားလုံးပဲမင်္ဂလာပါနိုင်ငံတော်အတိုင်ပင်ခံဟောင်းဒေါ်အောင်ဆန်းစုကြည်ကြားခံရမယ့်ကိစ္စတွေကိုနေအိမ်မှာနေထိုင်ရင်းပဲဆက်လက်ပြီးတော့ကြားခံသွားဖို့အတွက်ကိုနိုင်ငံတော်ကနေပြီးတော့ထုတ်ပြန်ကြေညာပါတယ်နိုင်ငံပိုင်သတင်းဌာနကနေပြီးတော့ဒေါ်အောင်ဆန်းစုကြည်အရင်အဖြူအောင်ဝတ်ထားပြီးတော့တက်ကအရာရှိတယောက်ရဲအရာရှိတယောက်နဲ့ထိုင်စကားပြောနေတဲ့ပုံရိပ်တွေကိုထုတ်ပြန်ကြေညာခဲ့ပါတယ်ဒီတိုင်းသာဆိုရင်အပြင်မှာပြောနေတဲ့ကောလာဟာလာတွေဖြစ်တဲ့နိုင်ငံတော်အတိုင်ပင်ခံဟောင်းဒေါ်အောင်ဆန်းစုကြည်ပုဂ္ဂိုလ်ဟာဆုံးပါသွားပြီဖြစ်ကြောင်းမရှိတော့ဘူးဖြစ်ကြောင်းပြောကြားနေတဲ့ဒါစကားတွေဟာလည်းပပျောက်သွားပြီဖြစ်ပါတယ်နိုင်ငံတော်တိုင်ပင်ခံဟောင်းဒေါ်အောင်ဆန်းစုကြည်ဟာခုချိန်ထိကိုကျမ်းမာစွာနဲ့ဒါနေအိမ်မှာရှိနေဆဲဖြစ်ပါတယ်ကျွန်တော်တို့ကြားသိခဲ့ရတဲ့သတင်းတွေအရရခိုင်ကလေးကနေပြီးတော့ဒီဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်မှာပြောင်းရွှေ့ပြီးတော့နေထိုင်ခွင့်ပြုခဲ့ပြီးသားဖြစ်ပါတယ်အခုအချိန်မှသာဗုဒ္ဓနေ့ဒါအထွတ်မြတ်နေ့မှာဒါထုတ်ပြန်ကြေညာတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ပြီးတော့နေအိမ်မှာပြန်လည်ပြီးတော့နေထိုင်ခိုင်းနေဆိုတဲ့နေရာမှာလဲဒီအင်အားကန်ဘေးမှာရှိတဲ့တက္ကသိုလ်ရေးသာလမ်းပေါ်မှာရှိတဲ့နေအိမ်တော့မဖြစ်နိုင်ပါဘူးနေပြည်တော်မှာရှိတဲ့ဒီနိုင်ငံတော်အတိုင်ပင်ခံရာထူးရှိနေစဉ်တုန်းကရှိခဲ့တဲ့အိမ်တစ်ခုခုမှာပဲပြောင်းရွှေ့ပြီးတော့နေထိုင်ခိုင်းဖို့ရာပို့ပြီးတော့ဖြစ်နိုင်ခြေရှိပါတယ်ဘယ်လိုပဲဖြစ်ပါပြီးခဲ့တဲ့ရက်ကနိုင်ငံတော်အကြီးအကဲဟောင်းဖြစ်တဲ့ဦးဝင်းမြင့်ကိုလည်းလွှတ်ပေးလိုက်တယ်နောက်ပြီးတော့အခုဒေါ်အောင်ဆန်းစုကြည်ကိုလည်းဒီလိုမျိုးပေါ့နေအိမ်မှာပဲကောင်းကောင်းမွန်မွန်နေထိုင်ခွင့်ပြုတယ်ဆိုတဲ့သတင်းကိုထုတ်ပြန်လိုက်တဲ့အတွက်ကြောင့်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကိုမြင်တွေ့လိုက်ရတဲ့အတွက်ကြောင့်မလို့သူ့ရဲ့မိသားစုဝင်တွေသူ့ကိုထောက်ခံတဲ့ပုံကိုယ်တွေဟာဒါဝမ်းမြောက်ဝမ်းသာဖြစ်ကြပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ပြည်ပမှာရှိတဲ့သူ့ရဲ့မိသားစုတွေကလည်းမိသားစုဝင်ချင်းစိတ်ပူတာတွေကြက်မရေးအရာစိတ်ပူတာတွေအသက်ရှင်လျက်မှာရှိသေးရတာစိတ်ပူတာတွေဆိုဒါလူသားချင်းစာနာထောက်ထားမှုရတာမှန်ကန်ပါတယ်ကို့အမေတက်ရှိထင်ရှားရှိနေတာကိုတော့လူတိုင်းအားလုံးကသိကျင်မြင်ကျင်တာပါအခုလိုမျိုးဒါတက်ရှိထင်ရှားရှိတာကိုသိရှိတတ်တဲ့အတွက်ကြောင့်မို့လို့လေမိသားစုဝင်တွေကျင်းနဲ့နှစ်သိမ့်လိုက်နိုင်လိမ့်မယ်သူ့ကိုထောက်ခံတဲ့ပုဂ္ဂိုလ်တွေလည်းကျင်းနဲ့နှစ်သိမ့်နိုင်လိမ့်မယ်လို့ယူဆရပါတယ်အခုလိုအခြေအနေတွေတိုးတက်လာတာအရင်တော့သမ္မတဟောင်းဦးဝင်းမြင့်ပြန်လှုပ်ပေးတယ်ဆိုတာတွေဒေါအောင်ဆန်းစုကြည်ပေါ်မှာအခုလိုမျိုးပြည်ထန်ရှော့ပေါ်ပေးတယ်ဆိုတာတွေဟာမြန်မာနိုင်ငံရေးရဲ့တိုးတက်မှုကိုပြသတာဖြစ်ပါတယ်တိုင်းပြည်တဖြည်းဖြည်းနဲ့တည်ငြိမ်အေးချမ်းလာမှုကိုလည်းပြသတာဖြစ်ပါတယ်အကယ်၍သာနော်ပြီးခဲ့တဲ့လွန်ခဲ့တဲ့9နှစ်ကစူပူရိုင်တောင်းချမ်းတာတွေလက်နက်ဆွဲကင်တော်လန်မှုတွေဒါမဖြစ်ခဲ့ဘူးဆိုရင်ဒီထက်ကိုပိုပြီးစောစောလင်လင်ပဲ reunion လို့ခေါ်တဲ့ပြန်လည်စည်းလုံးညီညွတ်မှုနော်ပြီးတော့ကျွန်တော်တို့ဗုဒ္ဓဘာသာအရာတဦးနဲ့တဦးဆိုတာကတင်မုန်းချီပြီးတော့ခွင့်လွတ်ဖို့ပဲတင်ပေးတာပါအာဃာတအညိုတရားအမုန်းတရားလက်စားချေမှုဆိုတာဗုဒ္ဓဘာသာမှာမရှိပါဘူးဗုဒ္ဓဘာသာမှာတီးခံခွင့်လွတ်မှုနဲ့နားလည်မှုပဲရှိပါတယ်အဲကြောင့်မလို့ကျွန်တော်တို့နိုင်ငံအကြီးအကဲတွေချင်းချင်းလဲတယောက်နဲ့တယောက်နဲ့နားလည်နိုင်ပါစေတီးခံခွင့်လွတ်နိုင်ပါစေတင်မုန်းချေနိုင်ပါစေလို့ကျွန်တော်အလေးနဲ့ဆုမအောင်တောင်းပါတယ်အခုလိုမျိုးဗုဒ္ဓနေ့မှာနိညာမညတဒုက္ခမိတ်ဆေးရ
တယောက်ဒုက္ခရောက်တာကိုတယောက်ကအလိုမရှိကြပါနဲ့နောက်ပြီးတော့ဒီကိစ္စမှာလည်းဆရာတော်ကြီးတွေပေါ့နော်မြန်မာနိုင်ငံမှာရှက်ဆရာတော်ကြီးတွေဟာမီဒီယာပေါ်မှာတက်ပြောခြင်းတော့မရှိပါဘူးနိုင်ငံတော်အကြီးအကဲတွေချင်းချင်းကိုလည်းညှိနှိုင်းပေးလိမ့်မယ်လို့လည်းယူဆရပါတယ်တချို့သောပုဂ္ဂိုလ်တွေဟာတန်ဃာတော်တွေအပေါ်မှာဆယ်ရီတိုင်းထွာတာတွေစော်ကားတာတွေတချို့တွေကလည်းဗုဒ္ဓဘာသာဟုတ်ချင်မှာဟုတ်မှာပေါ့နော် line ပေါ်မှာဆိုတော့ကျွန်တော်မြင်ရတာမဟုတ်ဘူးဒါပေမဲ့တေချာတော့အနုပညာရှင်လို့ပြောထားတဲ့ကိုမင်းမော်ကွန်းတို့နော်ဦးစင်ဝိုင်းတို့ကျွန်တော်တို့အမတန်းမှာကြိုက်နေသက်ခဲ့ရတဲ့ပုံကိုယ်တွေပါဒီပုံကိုယ်တွေဥဆောင်ပြီးတော့ကိုမျိုးရံအောင်သိန်းလိုမျိုး NLD မှာတကယ်ကိုကြီးကြီးမားမားတာဝန်ထမ်းဆောင်ခဲ့တဲ့ပုံကိုယ်တွေပြီးတော့မြန်မာနိုင်ငံမှာထင်ရှားတဲ့ဆယ်လီတွေဟာတီတကူဆရာတော်ကြီးတို့နော်တကယ်ကိုဒိတ်ဒိတ်ကျဲပေါ်ဆရာတော်ကြီးတွေတကယ်ထေကြီးဝါကြီးတွေကိုမိုက်မိုက်ရိုင်းရိုင်းခါခါတူတူပြောတာကိုကျွန်တော်ရင်ထဲမှာမကောင်းပါဘူးဒီလူတွေကိုလည်းကျွန်တော်ပြောချင်တာကကိုကဗုဒ္ဓဘာသာမိသားစုကနေမွေးဖွားတယ်ဂနာနာတိပြီးမှလူပုဂ္ဂိုလ်တယောက်သူတော်စင်တစ်ပါးကိုဝေဖန်တာကောင်းပါတယ်ဝေဖန်လို့ရတယ်ဘယ်မွတ်စလင်မှသူတို့ဗလီဆရာကိုကြိုက်ကြိုက်မကြိုက်ကြိုက်အမားတွေလုပ်နေတာတော့မှပဲဒီလောက်မရိုင်းပါဘူးဘယ်ခရိယန်ကမှပုပ်ရဟန်းမင်းကြီးကိုကြိုက်ကြိုက်မကြိုက်ကြိုက်မကြိုက်ရင်တိုင်းမဲ့နေလိုက်မယ်ဒီလိုရင်းရင်တည်ပြောတာကျွန်တော်ဘယ်နားမှမဖတ်ဘူးပါဘူးဒါပေမဲ့ကျွန်တော်ဗုဒ္ဓဘာသာတွေဟာကိုမကြိုက်တော့ဘူးဆိုရင်နိုင်ငံရေးကြောင့်ငေါကိုဒီဖုန်းကြီးဟာကိုမကြိုက်တဲ့ခေါင်းဆောင်တစ်ယောက်နဲ့နော်စွန့်ကတ်တာမြင်တာပဲဖြစ်ဖြစ်အလူတန်းလောက်တာမြင်တာပဲဖြစ်ဖြစ်တရားပွဲလောက်တာမြင်တာပဲဖြစ်ဖြစ်တကယ်ကိုရစရာမရှိအောင်ပြောတာတွေကတော့ကျွန်တော်ရင်ထဲမှာမကောင်းပါဘူးရင်ထဲမှာမကောင်းဘူးပြောတာဘာကြောင့်လဲဆိုတော့အမှုပညာရှင်တွေဆိုတာလူသိထင်ရှားတယ်အကုန်လုံးကစံပြနမူနာအဖြစ်ကိုယူကြတယ်ဒီလိုပုံကိုယ်တွေကစဆဲတဲ့အခါကျတော့နောက်လူတွေကဆဲဖို့ဝင်မလဲဘူးပြီးတော့နိုင်ငံရေးသမားတွေစာရေးဆရာတွေကအစဗုဒ္ဓဘာသာအကြောင်းမပြောရဲလောက်အောင်ပဲဗုဒ္ဓဘာသာအကြောင်းပြောလို့ရှိရင်ဘာသာရေးမှိုင်းတိုက်တယ်တဲ့တကယ်တော့ဗုဒ္ဓဘာသာဆိုတာကိုယ်နှလုံးသုံးပါးစလုံးကိုကျွန်တော်တို့ကယဉ်ကျေးလိမ္မာအောင်တုံသင်ဆုံးမတဲ့ဘာသာတစ်ခုဖြစ်ပါတယ်အဲ့တော့ဘလောက်ပဲကျွန်တော်တို့ကဒီနိုင်ငံရေးဖြစ်နေပါစေကျွန်တော်တို့ကဖျားရှိခိုးမဲ့ခြင်းရှိတယ်တရားထိုင်မဲ့ခြင်းရှိတယ်အလှူဒန်းလုံးမဲ့ခြင်းရှိတယ်ဒါဘာသာရေးမှိုင်းမဟုတ်ဘူးနော်ဘလောက်ပဲစီဝါရေးသမားကြီးပဲဖြစ်ဖြစ်ဘလောက်ပဲနိုင်ငံရေးသမားကြီးပဲဖြစ်ဖြစ်သူတရားထိုင်တဲ့ခြင်းရှိတယ်ပရိစိတ်တဲ့ခြင်းရှိတယ်ဖျားရှိခိုးတဲ့ခြင်းရှိမယ်လေအားလုံးကျွန်တော်ဗုဒ္ဓဘာသာတွေပဲဒါမှိုင်းတဲ့ဒါမဟုတ်အရေးချုံတာမဟုတ်ဘူးသူဥစဉ်ဝတ်သွားတဲ့ခြင်းလည်းရှိမှာပေါ့အဲ့တော့ပြီးခဲ့တဲ့9နှစ်တကားလာမှာဒီကိစ္စတွေကိုကျွန်တော်တို့ကပြောင်ပြောင်တင်းတင်းတော့လုပ်ခွင့်မရှိခဲ့ဘူးเนาะဖျားသွားလို့ရှိရင်လည်းဖျားပိတ်တယ်လို့မဟာမုနီတောင်မှဆန္ဒပြခံရတယ်လို့ပေါ့เนาะဒီလိုမျိုးတွေပြောချင်တာပြဒီလိုတွေကြာရှည်သွားတဲ့အတွက်ကြောင့်မို့လို့ဒီနိုင်ငံတော်တိုင်ပင်ခံဟောင်းဒေါအောင်ဆန်းစုကြည်တို့ဦးမြင့်တို့ကလည်းအကြာကြီးဒီထဲမှာနေလဲရတာပေါ့เนาะတကယ်တော့တိုင်းပြည်အေးအေးချမ်းရှိမယ်ဆိုလို့ရှိရင်ဒါဒီထက်ကိုပိုမြင်မြန်ဆန်ဆန်နဲ့ပိုစီစီတလုံးညီညွတ်နဲ့ကျွန်တော်တို့ပြန်ပြီးတင်မုန်းချေပြီးတော့စတင်နိုင်ခဲ့မှာဖြစ်ပါတယ်အခုလိုမျိုးကြာသွားတဲ့အတွက်ကြောင့်မို့လို့မြန်မာပြည်သူလူထုရဲ့အသက်တွေသိမ်းပေါင်းများစွာเนาะကျွန်တော်တို့ပိတ်ဆက်လိုက်ရတယ်เนาะတန်ပေါင်းများစွာပြပေါက်ထပ်ပြီးသွားရတယ်အိမ်နေဆိုလို့ရှိရင်လည်းအိမ်အလုံးမူဒါမရေတွက်နိုင်အောင်ပျက်စီးသွားတယ်ပေါ့ဒါဟာအရင်တုန်းကအကြီးအကဲတွေဖြစ်ခဲ့တဲ့ဒေါအောင်ဆန်းစုကြည်တို့ NLD ပါတီနဲ့တက်မတော်ကြားထဲမှာသဘောထားကွဲလွဲရာကနေပြီးတော့မဲကိစ္စတွေညင်းရာကနေပြီးတော့ပြောချင်တာအာဏာအငင်းပွားတာပါပဲဒီကြံခိုင်ရေးပါတီနဲ့ NLD ပါတီအာဏာအငင်းပွားရာကနေပြီးတော့မှတယောက်နဲ့လူကြီးချင်းချင်းတွေစကားပြောပြီးတော့နှစ်ဖူးတိုက်ဒူးတိုက်ပြီးဆွေးနွေးရမယ်အစားအာဃာတမာနရှေ့တန်းတင်ခဲ့တဲ့အတွက်ကြောင့်မို့လို့သူတို့တွေကတော့အဖမ်းခံရဆိုတဲ့ဇက်ဒေနာဒါတို့အသက်ကြီးသွားပြီတကယ်တော့သူတို့ကအဖမ်းခံရတာမှန်တယ်ပြန်လွတ်လာပြီနိုင်ငံတော်အကြီးအကဲဖြစ်တော့လည်းတကယ်ကိုဟိတ်ကြီးဟန်ကြီးနဲ့ဖြစ်ခဲ့ရတယ်ဒါပေမဲ့ဘာအာဏာမှလည်းမရဘူးဘာပတ်စံမှလည်းမရဘူးဘာအကျိုးမှလည်းမရခဲ့တဲ့တိမ့်နဲ့ချီတဲ့ဒီဘက်ကမြန်မာစစ်သားတွေရော PDF ဖြစ်သွားတဲ့လူငယ်တွေရောဒလန်ဆိုပြီးအသက်ခံရတဲ့လူတွေရောမြန်မာနိုင်ငံမှာတိမ့်နဲ့ချီသွားတယ်ဒါဟာတက်မတော်အကြီးအကဲတွေနဲ့ရခင်တို့ NLD တို့ရဲ့ကြားထဲမှာရှိတဲ့ပုံကိုကြီးအငင်းခုဖြစ်မှုကနေစတင်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအများကြီးတည်ကြခဲ့ရတယ်လူငယ်တွေအများကြီးပညာရေးတွေဆုံးရှုံးခဲ့ရတယ်ပညာတတ်လူရန်စားတွေအကုန်လုံးလမ်းမကိုရောက်ကုန်ကြတယ်ဆရာဇော်ဝေစိုးတို့လိုမျိုးလူမျိုးတွေကဆရာဝန်တွေအားလုံးလမ်းမကိုခေါ်သွားတယ်ပညာတတ်တွေအားလုံးကို CDN လောက်ခိုင်းခဲ့တယ်တော့မှားပြီးရင်မှား NLD ကလည်းတက်မတော်နဲ့ညှိနှိုင်းဆွေးနွေးရမယ့်အစားအလုံးစုံပြတ်သုံးရေးကို NLD အမတ်တွေအကုန်လုံးကသွားခဲ့ကြတယ်နော် NLD ကနေဦးအောင်ကြီးညွန့်တို့ကအစမန်းဝင်းခိုင်တန်းတို့ကအစလူကြီးလူကောင်းမပေးသားခဲ့ကြဘူးသူတို့တွေကတော့ဆယ်လီဖြစ်တဲ့အတွက်ကြောင့်မို့လို့ရောက်လျက်နေရာမှာအမခံထားရတာရောက်လျက်နေရာမှာအိမ်ကြီးအိမ်ကောင်းနဲ့နေရမယ်ဒါပေမဲ့သူတို့လိုမျိုးနာမည်မကြီးတဲ့ခုမှကိုဘဝကိုစတင်နေတဲ့တိုင်းသားလူငယ်တွေနောက်ပြီးတော့ကျောင်းသားလူငယ်တွေဟာဘဝပြတ်သွားတယ်ပညာရေးပြတ်သွားတယ်နေအိမ်တွေပြည်သူလူထုတွေရစရာမရှိဖြစ်သွားတယ်ဒါဟာ NLD ရဲ့မလိမ္မာမှုဆိုတာလုံးဝညင်းလို့မရဘူးတက်မတော်ကလာညှိတယ်ညှိလိုက်ပေါ့
ကျွန်တော်စကားပုံတစ်ခုကြားဘူးလေခေါင်းပြက်ခံမလားလက်ပြက်ခံမလားဆိုလို့ရှိရင်လက်ပြက်ခံတာပဲကောင်းတယ်တော့ NLD ကကျတော့ခေါင်းပြက်ခံလိုက်တာအဲ့တော့နောက်တစ်ခုကခေါင်းပြက်ခံရုံနဲ့မဟုတ်ဘူးပြည်သူလူထုဒီလူငယ်တွေကိုပါဒီမိုကရေစီဆိုတဲ့နာမည်လှလှလေးနဲ့အလုံးစုံစုဖို့အောင်ကြောက်ဖို့တက်ကိုထိုးကျွေးသွားတယ်အထိုးကျွေးသွားလို့အောင်မြင်လားဆိုတော့မအောင်မြင်ဘူးမအောင်မြင်မဲနဲ့မြို့ပြက်ရွာပြက်ဘဝပြက်တက်မတော်ကခုချိန်ကြီးဆက်ရှိသေးတယ်ဒါပေမဲ့အသက်သေဆုံးသွားတဲ့ PDF မိသားစုတွေ PDF တွေခိုးအောင်ခဲ့တဲ့ရွာတွေအခြေစိုက်စခန်းတွေနောက်တိုင်းသားလက်နက်ကိုင်တွေအတုံးချခံနေရတဲ့လူငယ်တွေရဲ့ဘဝတွေကတစားတွေဆုတ်ပြတ်သွားတယ်ဥပမာထုတ်ပြရမယ်ရှမ်းမြောက်မှာ2029စစ်စင်ရေးမှာမောင်ဆောင်ခါတို့ BPLA တို့ PDF တွေအကုန်လုံးဝိုင်းတိုက်ခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီ PDF တွေဘာအကျိုးရသွားလဲတရုတ်ကြီးအကျိုးရသွားတယ်ကိုးကန့်တွေအကျိုးရသွားတယ်တရုတ်တွေအကျိုးရသွားတယ်နောက်ဆုံး SSPP ဖြစ်တဲ့ရှမ်းတပ်တွေအကျိုးရသွားတယ် TNL ရောအကျိုးကျေးဇူးတွေအများကြီးရသွားတယ်ဘိုးကုန်းမှာကြောက်တွေအများကြီးတိုးလိုက်ရသေးတယ်ဗမာ PDF တွေ uniform ဝတ်ခွင့်တာမရှိဘူးတနက်ကန်ခွင့်တောင်ဒီနေမြေသိမ်းပြီးတော့မရှိနောက်ဆုံးခွေးမောင်းဆိုမောင်းထုတ်ခံလိုက်ရတယ်ဒါဟာနောက်ဆုံး PDF တွေရလိုက်ပဲဒေါအောင်ဆန်းစုကြည်ကိုထောက်ခံတယ်လို့ဦးမြင့်ထောက်ခံတယ်ဆိုရဲစကားလုံးတွေအောက်မှာပဲပြည်သူဘာမှအသိပညာမပြည့်စုံသေးတဲ့လူငယ်တွေဟာသူတို့ဘဝတွေအိမ်မက်တွေအကုန်လုံးရင်းခဲ့ရတယ်တက်မတော်ဓာတ်တွေလည်းအများကြီးကိုပြုံးတီးသွားတဲ့အတွက်ကြောင့်မလို့တေဆုံးသွားတဲ့အတွက်ကြောင့်မလို့တိုင်းရင်းလိုက်တွေလက်နဲ့ချခဲ့ရတဲ့အတွက်ကြောင့်မလို့တချို့ဗိုလ်ချုပ်တွေဆိုလို့ရှိရင်လည်းထောင်ကျသွားတယ်တချို့ဗိုလ်ချုပ်တွေဆိုလို့ရှိရင်လည်းတုံဝမ်းဖြစ်သွားတယ်ဒါတက်မတော်ကြီးပဲလေအလုံးစုံကောင်းနေတာမျိုးမဟုတ်ဘူးလေပြုတ်သွားတယ်ထောင်ကျတယ်ဖမ်းခံရတယ်ဒါကြောင့်မို့လဲစစ်မှုမထမ်းမနေရစစ်နစ်ဆိုတာကြီးကိုပေါ်လာတယ်ဘာကြောင့်လဲစစ်သားတွေပြုံးတီးသွားတဲ့အတွက်ကြောင့်ဒီရက်ွက်ထဲကလူငယ်တွေကိုစစ်မှုထမ်းဖို့စင့်ခေါ်ရတယ်ဒါဟာတဖြည်းဖြည်းနဲ့ဆက်ပြီးဖြစ်သွားတဲ့ကိစ္စတွေပေါ့ဗျာမဖြစ်တဲ့ကိစ္စတွေဟာလူကြီးချင်းတွေစကားမပြောကြလို့မညီနိုင်မဆွေးနွေးခဲ့လို့ဖြစ်တဲ့ကိစ္စဒီကျွန်တော်တို့လူငယ်တွေအပေါ်မှာအများကြီးဖိစီးမှုဖြစ်သွားစေတယ်ဒါကြောင့်မလို့အာဃာတအမုန်းတရားတွေကိုတင်ပုံးချေပြီးတော့နိညာမညတာဒုက္ခမိတ်ဆေးရတယောက်ဒုက္ခရောက်တာတယောက်အလိုမရှိကြပါစေနဲ့